ဒီနေ့ကျွန်တော်တငယ်ချင်းနေတဲ့နေရာနားမှာရှိရဲ့ဘင်္ဂလားစီပေါ့နော်ဒူမိုင်းမှာရှိရဲ့ဘင်္ဂလားစီကိုကျွန်တော်သွားလိုက်ခဲ့ပါတယ်အသီးနှံတွေကအမဆော့မြားအသီးနှံတွေကတပွဲကိုတစ်ချက်ပေါ့နော်ဒါတွေကတော့ဘယ်လောက်လဲတော့ကျွန်တော်မသိဘူးဟိုမှာအင်ကြီးလေးရောင်းနေသူကတခြားအစားတောက်တွေအကုန်ရောင်းနေပေါ့နော်ကျွန်တော်မြန်မာနိုင်ငံဈေးလိုမျိုးပဲဗျနည်းနည်းစိတ်ဝင်စားဖို့ကောင်းတယ်ဒူမိုင်းမှာအဲ့လိုဈေးမျိုးကတိတ်ကျွန်တော်လောလောဆယ်ဒီဟာပထမဆုံးတွေ့ဘူးတာပေါ့နော်အဲ့လိုဈေးမျိုးကညာဈေးကကြတော့သူ့ထက်ပိုပြီးတော့ standard ရှိရဲ့ဗျဒါကြတော့ကျွန်တော်မြန်မာနိုင်ငံကမနက်ဈေးလိုမျိုးပုံစံမျိုးလေးဗျသူကအသားငါးတွေလည်းရောင်းနေပြီးတော့လို့ရှိရင်အဝဲအထဲပေါ့နော်ပြီးရင်အစားတောက်တန်းတသက်ရှိရဲ့အိမ်မှာဘီလီယက်ထိုးလို့ရတာတွေရောပြီးတော့ရင်ဈေးတောက်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးလောင်းကစားဝိုင်းလို့ခေါ်မလားဒါပေမဲ့အဲ့လိုမျိုးလောင်းကစားကြီးတော့မဟုတ်ဘူးသူတို့အဲ့လိုလုပ်လို့ရတယ်ပေါ့နော်ပြီးတော့လို့ရှိရင်ကျွန်တော်အခုလောလောလေးကတော့ကျွန်တော်တငယ်ချင်းအနောက်ကိုလိုက်ပြီးတော့ကျွန်တော်မဟုတ်တော့စားဖို့လုပ်နေပါအခုမြင်နေရတယ်သူရေမွေးရောင်းတာတဲ့အခုမုတ်တော့စားမယ်ပေါ့နော်မုတ်စီရန်ဘက်ကိုကျွန်တော်အခုသွားတော့မယ်ပေါ့ဟုတ်ကျွန်တော်အခုမုတ်စီရန်ဘက်ကိုရောက်ပြီပေါ့နော်မုတ်စီရန်မှာကျွန်တော်မုတ်စားဖို့လိုက်ကြည့်ရပါဘာစားရင်ကောင်းမလဲလို့အဲ့မှာသူကကျတော့အိန္ဒိယစားသူကနီပေါ်စားတွေရှိရဗျပြီးသွားလို့ရှိရင်ဘင်္ဂလားဒေ့ရှ်စားအိန္ဒိယစားပေါ့နော်အဲ့အရာရှောင်းနေဗျကျွန်တော်တို့လိုက်ပတ်ကြည့်ပြီးတော့ကျွန်တော်အကင်တိုင်းရောက်သွားတဲ့ခါကျတော့ကျွန်တော်အကင်စားဖို့ပေါ့နော်အကင်ကလည်းတက်တာရဗျအချက်ကင်တကင်ဟိုမှာတစ်ချက်ပဲပေးရစိတ်ကင်ကကျတော့နှစ်ချက်ပေါ့ဒါပေမဲ့စိတ်ကင်ကတော့ကျွန်တော်သိမကြိုက်ဘူးဗျကျွန်တော်သိညှိနှံ့အောင်သိမကြိုက်တော့စိတ်ကင်ကိုကျွန်တော်သိအကြိုက်ကြီးသဘောမကျဘူးပေါ့နော်ချက်ကင်ကတော့မဆိုးဗျပြီးတော့တခြားဟာလေးပေါ့နော်ကျွန်တော်မီးကြည့်လို့အဆင်ပြေရဲ့ဟာမျိုးလေးကျွန်တော်စားကြတဲ့စိတ်ရှိရအဆင်ပြေရဲ့ဟာမျိုးလေးလည်းတချို့ဟာလေးကျွန်တော် try ခဲ့ပါတယ်ဗျအဲ့မှာဈေးသိမ့်မကြည့်ဘူးဗျတစ်ချက်နှစ်ချက်ပေါ့နော်သုံးချက်ပဲပြီးသွားရင်တချို့သမင်းနဲ့ပတ်သက်တာတွေကျတော့9ချက်လောက်ဆိုလို့ရှိရင်သမင်းက2ခါလောက်စားလို့ရတယ်ဗျအဲ့လိုမျိုးပေါ့နော်ဒါကတော့စိတ်ကင်ပေါ့ကျွန်တော်မြည်ကြည့်ခဲ့သေးရပါတော့ဟုတ်ကျေးဇူးပါဗျ